မြန်မာချစ်ချင်းတပ်ဖြတ်ကြတဲ့စော်ကြတဲ့သတင်းတော်တစ်ခုထွက်လာပြန်ပြီနော်ဒီမှာကြည့်တွေ့လားဒီကရင်မလေးကဖန်ဝဲကတော်တော်သနာဖို့ကောင်းတယ်သူခမအလုံးမရှိဘူးလှုပ်စာနေအလုံးစာနေနဲ့အသက်ခံလိုက်ရတာအလုံးစာနေနဲ့အသက်ခံလိုက်ရနော် what the fuck အဲ့ဒါဖြစ်စဉ်ကဘယ်လိုလဲဆိုတော့ဒီကောင်းမလေးကအလုံးမရှိဘူးလှုပ်စာနေတယ်အလုံးစနေတော့ကွာလို့စဉ်းစားကြည့်သူ့မှာနေစရာထိုင်စရာလည်းမရှိဘူးကွာနေစရာမရှိတဲ့ခါကျတော့သူမရဲ့ကောင်လေးကြီးစားဖုံဆက်ပြီးတော့မှအဲကောင်လေးကြီးစားအခန်းမှာသွားတဲနေတာသူမကောင်လေးကလည်းတယောက်တည်းနေတာမဟုတ်အဖော်တယောက်နဲ့နေနေတာအဲ့တော့မနေ့မိုးလင်းတော့အဲကြီးစားကောင်လေးကအလုပ်သွားလုပ်တယ်အခန်းထဲမှာကောင်မလေးနဲ့အဲတရေခံကောင်လေးနဲ့ကြံခဲ့တာသူတို့နေရာပဲကြံခဲ့တော့သူတို့အခန်းမှာဘာလုပ်လဲဆိုတော့သူတို့တူဘီယာထိုင်တောက်တယ်ဘာညာပေါ့နော်အဲ့ဒါစပြီးတော့မှသူတို့ရန်စားဖြစ်တာဘီယာထိုင်တောက်နေနဲ့ရန်ဖြစ်တယ်တရင်မှာပြောပြချက်ရဆိုလို့ရှိရင်အဲ့ကောင်မလေးကအဲ့တေကန်ကောင်လေးကိုအရင်ဆုံးဘီယာဖူးနဲ့ဖြစ်ပေါက်ပါလေနော်အဲ့ဒါစပြီးတော့မှအဲ့တေကန်ကောင်လေးကလည်းကောင်မလေးရဲ့ level ကိုကျိုးနဲ့ညှိပြီးတော့မှဟိုညစ်တလိုက်ပါလေနော်လည်းမြင်အဲ့တော့ဒီလိုသတင်းမျိုးကလည်းကွာနားထောင်ရတာတော်တော်ခါတီးရယ်တော်တော်ယုံဖို့ကောင်းတယ်တော်ကြောက်ဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ဒါမြန်မာနိုင်ငံသားတွေချင်းပဲတစ်စိမ့်လည်းမဟုတ်ကွာကျွန်တော်အဲ့လိုလောက်ရကြတယ်ဆိုတာတော်တော်ရက်ဆက်တာပဲနော်သူတို့ရဲ့စိတ်ဓာတ်တွေကလည်းအောက်ဆုံးအထိကိုယုံညံ့နေတာအဲ့တော့ဒီနေရာမှာငါသတိပေးချင်တာငါသင်ခန်းစာတစ်ခုယူစေချင်တာဘာလဲဆိုလို့ရှိရင်ထိုင်းဘန်ကောက်မှာနေတဲ့မြန်မာမိန်းကလေးငယ်တွေဘာလူမျိုးဘယ်လူမျိုးမဆိုတော့ကရင်ပဲဖြစ်ကယားဖြစ်ရခိုင်ပဲဖြစ်你တို့ထိုင်းမှာဘန်ကောက်မှာနေနေတယ်ဆိုလို့ရှိရင်တို့သတိနဲ့နေကြ你တို့ရဲ့ဘေးကင်းလုံခြုံဖို့အတွက်你တို့ရဲ့အသက်အန္တရာယ်အတွက်你တို့သတိနဲ့နေကြဗမာပဲအလုပ်လုပ်ဗမာပဲနေနေသတိနဲ့နေကြဒီချိန်မှာကွာမြန်မာနိုင်ငံသားတွေကစောင်းနေတဲ့အတွက်ရုပ်ကန့်နေရတဲ့ချိန်ငါတို့နိုင်ငံမှာစီးပွားရေးမကောင်းနိုင်ငံရေးမကောင်းအစိုးရလည်းမကောင်းဘာမကောင်းအဲ့တော့လူတွေကအခုချိန်မှာဆိုလို့ရှိရင်မြန်မာနိုင်ငံသားတွေကစိတ်ဓာတ်ယုံညံ့နေတဲ့အချိန်သိရမလားစောင်းနေရအတွက်ရုပ်ကန့်နေရတယ်ဆိုတော့ဘာမှအဆင်မပြေကွာသိရမလားရမရရင်ချမကောင်းနေပြီနော်အဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့ကြီးစားပဲဖြစ်ကိုယ့်တငယ်ချင်းပဲဖြစ်ကိုယ့်အပေါင်းအသင်းပဲဖြစ်ဘယ်သူမှသွားပြီးလွယ်နဲ့သွားမယုံနဲ့နော်တတိဆိုတာပုံမရှိတတိနဲ့နေကြတတိနဲ့သွားကြလာကြโอเคဒါတော့သတိပေးပါဖြစ်ပါတယ် peace